လိဒေသနာများကျုပ်ဖတ်ကြရစေပါမယ်။နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တသက္ကဝါလေတုအတရာကိသံတုဒေဝတာသတ္တမမုနိရသတ္တကုဏံတုတက္ကမက္ခတံဓမ္မတဝနာကာလောယံမတန္တာဓမ္မတဝနာကာလောယံမတန္တာဓမ္မတဝနာကာလောယံမတန္တာနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာသန္တာစိတ်တာအတိတရဏသရဏဣဒာလောကတရေဝဘုံမာဘုံမာသတေဝကုဏကနာဂဟနာဇာဝတသဗ္ဗကာလံဣတိအာယတုဒေဝဝရခဏကမယေမေရုရာစေဝတံတောတံလောတံလောတပိတုံမုနိဝရဝဆနံသောတုမခံသမက္ကာသဗ္ဗေတုသက္ကဝါလေတုယက္ခဒေဝသဗျမနောယံအမေဟိကတံဘုံယံသဗ္ဗသံပတ္တိလာတကံသဗ္ဗေတဝနုမောဒိတောသမက္ကာသာသနေရတာပမာဒရိတဝန္တုအာရခတုဝိတေသတောသာသနာသောဆရာလောကတာဝုပိဘဝတုသဗ္ဗတာသာသနာပိသလောကိစ္စဒေဝရခန္တုသဗ္ဗတာသတ္တေဝန္တုဒုက္ခိသဗ္ဗေပရိဝါရေဟိယတနောအနိဃာသုမနာဝန္တုသာသတ္တေဟိညာတိပိရာဇတောဝသောရတောဝမနုဿတောဝအမနုဿတောဝအဂိတောဝဥဒကတောဝပိတာသာတောဝကာနုကတောဝကန္တကတောဝနကတတောဝသနပတရောဂတောဝအသဓမ္မတောဝအသံဒိဋ္ဌိတောဝအသဗုရိတတောဝသန္တာအတိအတ္တမိကခောနကုက္ကုရဟိဝိသေကမနိသဗ္ဗတိပိဣစ္ဆာတောရေသာတုကရမဟိတာယထရခတာတိနာနာဗျာတောဝနာနာရောဂတောဝနာနာဥပတောဝတောဝအာရကံကနန္တု